没嘛，等我拉一条空色就怕别玩，你个没钱。别得来一点。对。ဘာဖြစ်လို့ဖုန်းဆက်တာလဲလို့ Hello ဘာဖြစ်လို့လဲတဲ့ပြရနော်ဘာဖြစ်လို့လဲလို့ပြောလေဘာပြောမို့လဲပြောဘာမှမပြောနော်ကြောက်ကြောင်တော်နဲ့ဆဲကြောင်နေတာမသိပြောချင်လို့လဲလို့ဖုန်းခေါ်ပြီးတော့Oh. Hello. မင်းတို့ပြောတယ်မာရူးလို့မူတူးလို့မဘယ်လိုပြောရလဲကြောက်အတန်လုံးကြားရလား Hello, Yanakari. Sorry, Sophia. ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ထုံးစံနေကျွန်တော်ကိုဂစ်ပဲဖြစ်ပါတယ်ဗောနော်ကာတီတုံးနဲ့ချောင်းကကိုဂါငဲစတာကကိုဂစ်ကဲဒီနေ့လေးမှာလဲကျွန်တော်ရဲ့ခေါင်းတွေပေါ်တာတွေအတွက်ကျွန်တော်ဖန်တွေအတွက်ဗောနော်ကျွန်တော်ဖန်တွေတယ်ဆိုတော့ကျွန်တော်ဖန်တွေအလုံးလုံး100 200ပဲပိုးမရှိဘူးသိလားအစ်မကြည့်ဘူးကျွန်တော်မှာ subscriber ဆို400ကျော်ပဲရှိသေးတယ်900တော့မပြည့်သေးဘူးသိလားကျွန်တော်ဖန်တွေအတွက်ကျွန်တော်ဒီလိုဘယ်လိုမှဒီအပြင်းပြေဘယ်လိုအလုပ်ပြင်မှလာတဲ့ညီကိုတွေအတွက်ဟာတာလေးကျွန်တော်စုထားပါတယ်ဘယ်လိုလဲဆိုတော့ဒီမှာအိုးเจ้าမနော်โอเคအိမ်ဆောက်တဲ့အုံနော်အုတ်ကသူကအုတ်က2မျိုးကြီးရယ်စက်ဖုတ်ကယ်လက်ဖုတ်ကယ်စက်ဖုတ်နဲ့လက်ဖုတ်ပုတ်တော့တမျိုးတည်းနော်စက်ဖုတ်ဆိုတာအုတ်ကကိုစက်နဲ့ဖုတ်တာဟုတ်ပြီနော်လက်ဖုတ်ဆိုတာလက်နဲ့ဖုတ်တာအဲအောင်စက်ဖုတ်တော့ဆော့ sorry စက်ဖုတ်လက်ဖုတ်ခေါ်ရအဲ့နာကွာရောစပ်ဖို့ကလက်ဖို့ကဟိုအမြန်ခေါ်ကြည့်တယ်ရောစပ်ဖို့လက်ဖို့စပ်ဖို့လက်ဖို့စပ်ဖို့ဟိုပြောအဲ့ဒါလေးကိုကျွန်တော်သိစရာကောင်းတာပေါ့နော်စပ်ဖို့အကြောင်းသိစရာကောင်းအဲ့ဒါလေးပုံပန်းစည်းလေးကျွန်တော်တွေ့ထားတယ်ကျပုံပန်းစည်းဟာတာအများကြီးပါတယ်အဲ့ဆိုအချိန်မဆွဲပဲလက်စကိုစားလိုက်အောင်ပေါ့ဗျာဟဲ့အမေအဲ့ဦးနှလုံးကမတူပါလားဘလို့ဖြစ်တာတော့ဟာမတူတာမင်းမတူတဲ့ကြောင့်ငါရှင်းပြအောင်မယ်အေးနော်မတူတဲ့ကြောင့်ဒီမှာဒါလက်ဖုတ်ဟုတ်ရေဒါစက်ဖုတ်ဟာစက်ဖုတ်နဲ့လက်ဖုတ်နဲ့မဟုတ်ပါဘူးပြီဟာပြောင်းလေရတယ်စက်ဖုတ်တွေအပေါက်ပါတယ်အေးစက်ဖုတ်ဘာလဲစက်ဖို့နဲ့လက်ဖို့နော်စက်ဖို့တွေအပေါက်ပါတယ်အယုတ်ဒီမှာဟိုဒီဟိုဆိုအပေါက်ပါတယ်အေးလက်ဖုတ်ကအပေါက်မပါဘူးဟုတ်လားနော်အားကြောင့်လူရဲ့စက်ဖုတ်ကိုပိုးကြိုက်တာဟုတ်လားစက်ဖုတ်ကိုပိုးကြိုက်တာလက်ဖုတ်ကိုမကြိုက်ဘူးဩမင်းတော့စက်ဖုတ်ပဲမှာနော်မှာရင်အေးပါကွာငါပဲချင်းတော့တယ်စပ်ဖို့လည်းဘာကွာလဲစပ်ဖို့တွေအပေါက်ပါလက်ဖို့ကအပေါက်ပေါ့ငါပြောအုပ်ကိုပြောရနော်အကြောင်းလူတွေကစပ်ဖို့ကိုပိုးကြိုက်တာနော်နောက်ကမိုင်းစပ်ဖို့ဝဲမှာသူဘာကိုပြောချင်တာလဲမသိဘူးနော်သူဘာကိုပြောချင်တာသူပြောချင်တာတက်ကွာငါတို့ကြာထင်းရဆွဲမသွင်းနဲ့ကွာနော်စားလို့ဖန်တော့စားလေးဖတ်ကြည့်ဘာပြောလဲဆိုတော့ကျမလူလိမ္မာမောင်နဲ့မြမဝတ်စုံဝတ်တာကားရင်ကြီးလို့မဟုတ်ပါဘူးတဲ့ဖင်ကြီးမှလူတိုင်းသိအောင်လို့ပါတဲ့စိတ်မစိုးပါနဲ့နော်မောင်နဲ့နော်မဟုတ်သူပြောချင်တဲ့ message ကကွာဟုတ်တယ်မြမဝတ်စုံဝင်ဒါနဲ့ထွက်တယ်ကွာသိမလားသူမရှိရဆိုရင်တော့ကွာနေပါထွက်လာတယ်အဲကြောင့် तू ကသူ့ရဲ့ဥစ္စာလေးကိုစိတ်ထဲမှာရှိလို့ချပြတယ်နော်မြမဝတ်စုံတော့ဝတ်တာ तू ကအထင်မကြီးပါနဲ့တဲ့ရင်ကြီးလို့မဟုတ်ပါဘူးတဲ့ तू အမှန်တိုင်းပြုတ်ပေးတယ် तू ကောင်းလို့နော်ကြားကြည့်နော်ဖင်ကြီးမကျမလူလိမ္မာမောင်းနဲ့နော်ဗါလဲကျမလူလိမ္မာမောင်းမြန်မာဥဆောင်တာကရင်ကျေးလို့မဟုတ်ပါဘူးဖင်ကြီးမလူတိုင်းသိအောင်လို့ပါစိတ်မဆိုးမှလည်းတော့မောင်းတဲ့မင်းအလိုက်ကြီးอ่ะပြောတော့ကြီးကွာဗါလဲမို့ဒါကုခေတ်မှာဒါမြန်မာဥဆောင်ဝင်ဒါမင်းတော့ကြောက်မတော်နဲ့နော်မြန်မာဥဆောင်ဝင်တွေ့ရမယ်ဒီပကြီးကျသူကတော့ခန္ဓာကိုယ်ရှိရဆိုတော့အော်တိုရှိပြီးသားပေါ့ကွာနော်ဘယ်လိုလဲဒီတချို့လည်းရှိမှာပါတချို့တေးသေးလေးတွေစောသေးသေးလေးကြတော့ဒါမရှိတာကွာတမင်ရှိအောင်ကွာတချို့မင်းတွတ်တော့မှတွေ့အောင်ပေါ့မရှိဘောင်းမီလေးကွာစင်ဘောင်းမီလေးဝေ့နေတာအဘောင်းမီဆိုနေအပွားသားအဲလီယာသားပုံစံဆိုတော့ကွာနေဖောင်းကြပုံစံပါတယ်ပွားနေတာကွာသိရမလားကော့လိုက်ပြီဆိုတော့ဖင်းကပွားတန်တာအဲ့ဒါကိုရှိလို့ထွက်နေထင်းနေတာအဲ့ဒါကိုသူတို့ကင်မရာအော်နီကဇွန်းဆွဲရိုက်တယ်ကွာဖုန်းထဲမှာဆိုကွာအပြင်ကလည်းနှစားပို့ထွက်တယ်ကွာအဲ့ကြောင့်မလို့သူတို့အဲ့ဒါယူကြီးရဲဆိုရိုက်ကြွားတယ်သိရမလားဒါလည်းအဲ့လိုပဲကျမလူလိမ္မာမောင်းနေပါလေညမဝတ်စုံဝတ်တာကရင်ကျစ်လို့မဟုတ်ပါဘူးဖင်ကြီးမှန်းလူတိုင်းသိအောင်လို့ပါရတယ်နော်ညမဝတ်စုံဝတ်တဲ့မိန်းမတွေဆိုဒီထားကြနော်င
ဗါတဲ့ငါသားကြည့်လိုက်ရင်မိမနှစ်ယောက်တော့ယူကွာကပ်ဘောနေမနေဘောနေဘောခဏနေဘောနေဘောပြန်ကြည့်နော်ပြန်ကြည့်မယ်ပါတယ်မိုက်တယ်နော်သူကဗျာအလင်းရဲ့မိုက်တယ်နော်ငါသားကြည့်လိုက်မိမနှစ်ယောက်တော့ယူကွာအဖေကိုတယောက်တော့ပေးကွာမေးမသိစီနဲ့ကွာသဘောကြတယ်သဘောကြညစ်ချက်သဘောကြတာကလည်းမဘီဂျေးစကေးရတော့ဘီဂျေးရဲ့တော့ကြည်လိုက်တဲ့အသွားကြီးကလည်းကွာနိုင်လူပြုံးပုံစံနဲ့ပါကြည်လိုက်မို့သူဘီဂျေးရဲ့ရက်စကေးဖရီးစကေးသွားရှိုးလို့မရအောင်နော်ဗါတဲ့ငါသားကြည့်လိုက်ရင်မိမနှစ်ယောက်တော့ယူကွာတယောက်ကိုအဖေတော့ပေးကွာမေးမသိစေနဲ့ကွာနော်ပြန်ကြည့်သဘောကြလို့ပြန်ကြည့်မယ်နောက်တစ်ခေါက်ငါသားကြည့်လိုက်ရင်မိမနှစ်ယောက်တော့ယူကွာဖေးကိုတယောက်တော့ပေးပါမေးမသိစေနဲ့ကွာငါနဲ့ကြိုက်တယ်ကွာမသိစေနဲ့ကွာငါသားရငါနဲ့ကြိုက်တယ်ဘယ်နဲ့ကြိုက်ပါအဲ့မေးမသိစေနဲ့ကွာအဲ့ဒီအောင်ငါဆောင်းသဘောကြနေသိလားဆောင်းသဘောကြနေဟုတ်လေအမေမတော့တလားကြီးတယောက်ခိုးဆက်ပြီးဘာပြောရမလဲပြောမေးချင်တယ် ပြတ်တလိုက် မသိဘူးဘယ် ဒါခလေးမလက်တဲ့သူမေအိုကြက်တာပေါ့နော်မင်းတို့မသိမှစေလို့ငါပြောပြဒီဘက်ကိုသိရသူရှင်းမသိသူမရှိဒါတမင် effect ပေါ့ကွာသိမှာဒါ software ရဲ့ effect ဒါတကယ်မဟုတ်ဘူးအဲ့တော့သူ့အမေကိုဝတ်ကြက်တာသိလားငါပြမယ်ငါစောကြီးရတယ်အကြောင်းနော်အမေသမီးကိုမကလိုက်တည်းစကားလာပြောနေဆိုကြတယ်သူ့မေပြန်ဟောက်တာနော်သွားချို့လို့မရဘူး ဟယ်လိုဘာပြောရလဲဘာပြောလို့ဖုန်းဆက်တာလဲလို့ဟမ်ဘာပြောလို့ဖုန်းဆက်တာလဲလို့ဟယ်လိုဘာဖြစ်လို့လဲ တဲ့ပြရနော် ဘာဖြစ်လို့လဲလို့ဘာဖြစ်လို့လဲဘာဖြစ်လို့ဖုန်းဆက်တာလဲနားမပါဘူးလား အမိတော့ကန်နေပြီနော်အမိတော့ကန်နေပြီ ပြောလေဘာပြောမို့လဲပြော မမလည်းပြောနော်ပြော ကြောင်တော်နဲ့ဆဲကြောင်နေတာမသိဘူးပြောချင်လို့လဲလို့ဖုန်းခေါ်ပြီးတော့ မကြည့်ရတဲ့ညကြပါရင်ပြောပါ ပြောလေ ဟိုရုပ်တည်နဲ့တဲ့ပြရနော်ရုပ်တည်နဲ့တဲ့ပြရတာ အမေတချို့ရှိရတယ်အင်္ဂလိပ်နဲ့တချို့ယူကြပါမမရတယ်လေသူလည်း ဘာပြောမို့လဲဘာပြောမို့လဲပြော ခလေးတွေနော်မေကိုကြက်စရာ မျိုးချတယ်ကိုယ်နဲ့ကိုယ်နဲ့ သူတို့တွေကလည်းမျိုးချက်တာကိုနဲ့နော်ပြောတော့အမိတဲကိုပြေးတာနော်တဲပြေးတာသူတဲပြေးတာနော်တော့ရှိလို့မရဘူးမကြလား မိုင်းဘာလက်မြလှုပ်စီနေဟောဟယ်လို အမေတရားတော့ပြောတယ်မာရူးလို့မူထူးလို့မဘယ်လိုပြောရလဲကြောက်အတန်လုံးကြရအောင် ဟယ်လိုရနကရီစတဲ့စပီယာစတဲ့စပီယာမျက်လုံးကဟိုကြည့်ဒီတကယ်အရဆောင်းနေတာ အမေဘာဖြစ်လို့ဆက်တာလဲငါသမီးကြာပြီသူဆက်တယ်ခဏဆက်ဘာလို့ခေါ်ဆက်တာလဲဖုန်းနဲ့လို့ပြော ဘယ်ရခေါ်တာလဲဖုန်းဟမ်ဘယ်ရလဲလို့ အမေတော့ကြည့်တယ်ပြီးတော့ဖုန်းနဲ့ဒီလိုမမနားမလဲလို့ပြောတယ်နိုင်နားလာလားမသိဘူးအဲ့လေတော့ကိုကြည့်လိုက်ကြည့်လိုက်ကြည့်ကြည့်ဘယ်အမေကမျက်စာပြင်းနေရအာမဟုတ်တာတမင်ရရတော့နော်မေယိုကြက်တာ
မယုံကြတဲ့သားသမီးရသက်သက်ရှိရတော့အမေကလည်းဒေဖေးရနော်သားသမီးဒီမှာခံအိန္ဒိယလိုဖျဲသွားတာစောင်းမိုက်တယ်နော်ဘာအာရစ်တပူရီယာဆိုတာစောင်းမိုက်တယ်မလေးလေး